မယ်ပါနေတယ်ကြီးရယ်ပါအတွက်တော့ရတယ်သူများကိုပေးတာပတ်စာပေး ပြီးရင်တားရဲ့ကျမ်းမာရေးကိုထိုက်ဆွရတဲ့အခါပြန်ပြီးတော့စောက်ရှောက်ပေးမယ်အားမငယ်နဲ့နော်